ဒီနေ့သင်ခန်းစာလေးထဲမှာတော့နေ့စဉ်သုံးစကားစုအချို့ကိုပြောတဲ့အခါမှာပြုလုပ်တယ်လို့သုံးကျင်တဲ့ဆိုပါစို့ do နဲ့သုံးရမလား make နဲ့သုံးရမလားဒါလေးတွေကိုတေချာမသိသေးတဲ့သူလေးအတွက်ဒီချက်ကအသုံးရတဲ့ phrase လေးတွေနဲ့အတူတူတွဲပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အတူတူကြည့်ရအောင်ပထမအဦးဆုံးတစ်ခုအနေနဲ့ကိုကအလုပ်တာဝန်တစ်ခုကိုလုပ်တယ်လို့ပြောခြင်း do ဥပမာ do housework အရင်လုပ်သည် do homework အိမ်စာလုပ်သည် do business လုပ်ငန်းလုပ်သည် do workout လေ့ကျင့်ခန်းလုပ်သည် do shopping ဈေးဝယ်သွားသည် do laundry အဝတ်လျှော်သည် do the dishes အိုးခွက်ပကံတွေစေသည် do my best အကောင်းဆုံးလုပ်သည်နောက်တစ်ခုအနေနဲ့ make သူ့ကိုကြတော့တခုခုဖြစ်လာအောင်ဖန်တီးပြုလုပ်တဲ့အနေအထားမျိုးနဲ့ပြောချင်ရင်အသုံးပြုတယ်ဥပမာ make a cake ကိတ်မုတ်လုပ်သည် make bread ပါမုတ်လုပ်သည် make breakfast မနက်စာပြင်သည် make tea လက်ဖက်ရည်ဖြော်သည် make coffee ကော်ဖီဖြော်သည် make money ပတ်စံရှာသည် make profit အကျိုးအမြတ်ရသည် make a decision ဆုံးဖြတ်ချက်ချသည် make a promise ကတိပေးသည် make an effort ကြိုးစားလုပ်သည်ဒါလေးတွေကတော့အမြဲတမ်းနေ့စဉ်သုံးနေကြစကားစုလေးတွေပဲဖြစ်ပါတယ်အဲ့တော့ do နဲ့သုံးရမလား make နဲ့သုံးရမလားဆိုတာကိုကိုယ်ပြပြနားလည်သွားမယ်လို့ယုံကြည်ပါတယ်ဒီနေ့သင်ခန်းစာလေးကဒီလောက်ပါပဲနောက်နေ့ဒီထက်ပိုကောင်းတဲ့သင်ခန်းစာလေးနဲ့ပြန်လာခဲ့မယ် bye bye